ကျေးဇူးများတင်ပါတယ်အားစိတ်လက်သွန်းတန်လေးလို့ပါဗျာဗျာဟာအမောပြေပါပြီဒီဘက်ကမချစ်ဘူးတော့ခေါ်လည်းမခေါ်ဗျာဗျာအလဲချစ်လည်းမချစ်ခေါ်လည်းမခေါ်ဗျာဗျာအားတွေဘလို့ရှိပါလိမ့်โอเคပါကျွန်တော်ရှင်မေးတင်မြို့ပွဲဥစားပထမညမှာနောက်အပိကြတဲ့ချစ်တဲ့မိသားစုကြီးစိတ်ချမ်းသာရင်ကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အစင်ထောင်ရမိုးစံပန်းနဲ့ဆန်းနိုင်ကြပါစေလို့အားဆိုင်ရမိုးရဲ့အတူဖွဲ့သူဖွဲ့သားများကဆုတောင်းပေးလိုက်ပါတယ်။ဒါကြောင့်မလို့တေးဆရာဂီတာဝန်ဦးရဲ့အောင်ရဲ့မင်္ဂလာရှိသောနေ့ဆိုသောဒီပနာမနဲ့အတူကျေးဇူးများတင်ပါတယ်။ဒီဆရာဂီတာဝန်ဦးရဲ့အောင်ရဲ့မင်္ဂလာရှိသောနေ့ဆိုသောဒီပနာမနဲ့အတူအားလုံးမင်္ဂလာတွေရှိရပါစေခင်ဗျာ